တို့ချစ်ချင်းကိုမခွဲပါနဲ့ဖေဖေကိုနေကြဖေဖေထင်လို့မဟုတ်ပါဘူးအဲ့လိုဖေဖေမတွေ့နဲ့ဆိုရင်သမီးမတွေ့ပါဘူးအဲ့လိုလေးပြောတာပေါ့နော်ပြောရချင်မှာကိုပြောတာပြောနေစကားလုံးတွေကလုံးလုံးအဲ့လိုလေးရောထွေးကုန်ရောတကယ်ကြီးခံစားပြီးတော့ငိုတာဆိုမရှိပါဘူးကိုရီးယားတည့်ရွယ်လို့ရင်ခုန်တဲ့ရွယ်မဟုတ်တော့ဘူးအဲ့ရွယ်ကြော်သွားပြီတစ်ပင်ကြိုးကြတော့ရင်မခုန်တော့ဘူးနာမည်ကအရင်တော့ဒီအနုပညာလောက်ကိုပေါ့နော်စူးလေးဆိုတဲ့နာမည်နဲ့လောက်တာပါဒါပေမဲ့အခုကတော့ကိုကနည်းလေး changes အနေနဲ့ပေါ့နော်နာမည်လေးပြောင်းထားပါတယ်တလေးလုံးမင်းသမီးလေးပါပေါ့တန့်ရှာတီတီပါရှင်ဒီပြပွဲကိုတက်ရောက်လာတာကတော့ဒီစီးစိန်ဆန်ပေါ့နော်စီးစိန်ဆန်နဲ့နောက်ဒီမြက်သိမ်ကြီးပေါ့ဒီကဆိုင်ရှင်မမတို့ကဖိတ်လို့ဒီကြောက်မြတ်နောက်ပွဲကိုလာကြည့်နေမှာဒီမမဖိတ်လို့ဒီဆောင်လာပြီးတော့လည်းအပ်ပေးတာပါလာကြည့်တာပါရှင်ရတနာကတော့ပေါ့နော်ရတနာရှိရရတနာလားဆိုတဲ့အတိုင်းပဲပေါ့နော်ရတနာဆိုလို့ရှိရင်တိတိလေးတွေအစားပေါ့နော်စုဆောင်တင်တယ်ပေါ့ဒါမှဒီတိတိလေးရနေခုနပြောလို့အကြီးဖြစ်လာမယ်ပြီးတော့နောက်တစ်ခါကျတော့ရတနာဆိုတာကမိန်းကလေးတွေတော့ပေါ့နော်ပို့ပြီးတော့ဒါအဖို့တန်တဲ့အရာတစ်ခုပေါ့တန်ဖိုးထားတဲ့အရာတစ်ခုဆိုတော့ရတနာဆိုတာနဲ့လည်းဘာမှထူးထူးပြောစရာမလိုအောင်ပေါ့ဒါလေးဆိုလို့ရှိရင်လေဒါပေါ့နော်ဒီဆိုင်ကမြက်သိမ်ကြီးပေါ့စီးစိမ်ဆန်ကပါဒီစိန်လေးတွေနောက်ဒီလက်ကောက်လေးပေါ့နော်နောက်ဒီမှာကြွားတာဒါလေးဆိုလို့ရှိရင်ဒီဆိုင်မှာဒီဒီဇိုင်းလေးနဲ့ဒီဇိုင်းဆန်လေးနဲ့အစုံရှိရဲအဲ့တော့မိန်းကလေးဆိုတဲ့အတိုင်းပဲအလှပကြိုက်တယ်အဲ့တော့ခုနပြောတဲ့အတိုင်းပဲရတနာဆိုတာတစ်ခုလောက်တော့ရှိတင်တယ်ပေါ့နော်အနုပညာလှူရှားမှုဆိုလို့ရှိရင်အခုဒီမနက်ကပဲပေါ့နော်ဒါရိုက်တာသိန်းသန်းမြင့်ခြိုက်တယ်ထုတ်လို့အစ်တစ်ခုကပေါ့နော်ခြိုက်တယ်နေကြနဲ့ရွှေကြဆိုတဲ့ဇလန်တွဲလေးမှာရွှေကြမုံဆိုတဲ့နေရာကနေခေါင်းဆောင်မင်းသမီးဖြစ်နေပါဝင်ရိုက်ကူထားပါရဲ့ရှင်နေကြနဲ့ရွှေကြဆိုတဲ့အတိုင်းပဲအဲ့ဒီမှာပါရာကမင်းသားကနေကြပေါ့မင်းသမီးကတော့ရွှေကြမှုပေါ့နော်ကျောင်းဝတ်ဆောင်နေတယ်ဆိုတော့ तू ကဒါရွှေကြမှုမင်းသမီးလေးငယ်ဘဝဖြစ်ပြငယ်ဘဝအကြောင်းအရာလေးလည်းပါတယ်ပြီးတော့နောက်ဒီသူကြီးသွားတဲ့အခါမှာကျောင်းဆရာမဖြစ်သွားတဲ့ဥစ္စာလေးပေါ့နောက်တစ်ခါနေကြနဲ့ရွှေကြဆိုပေမဲ့လည်းဒီဇက်ကလေးကမင်းသားမင်းသမီးဇက်မဟုတ်ဘဲနဲ့ဒီဇက်မှာပါဝင်တဲ့သူအကုန်လုံးရဲ့အဖေဆိုလဲအဖေအတော်ဆိုလဲအတော်အကုန်လုံးရဲ့ဇက်တယောက်ချင်းစီမှာ character တစ်ခုချင်းစီမှာဇက်တစ်ခုချင်းစီပါတယ်ဖြစ်တဲ့အတွက်ပေါ့နော်ကိုကဒီဇလန်အတွက်ကိုကြည့်နေရင်ရတာအစုံခံစားမှာဖြစ်ပါတယ်ကိုကကျတော့ရွှေကြမုံနေရာကနေဆိုတော့ရွှေကြမုံရဲ့အကြောင်းလေးပြောပြမယ်ပေါ့နော်ဒါကျတော့အခုဒီခေတ်လူငယ်တဘာဝအရာဘယ်လိုပြောရမလဲကျောင်းတက်နေအရွယ်ဆိုတော့လေနည်းနည်းလေးတစ်ခုဆိုလို့ရှိရင်ရင်ခုန်တက်တဲ့အရွယ်လေးတွေပေါ့နော်အဲ့လိုအရွယ်လေးကနေစပြီးတော့မှဆီယမဖြစ်သွားတယ်တည်ငြိမ်သွားတဲ့အထိပေါ့နော်ဒီအချစ်ချင်းတရားပေါ်မှာတစ္ဆာရှိသွားတဲ့ကောင်မလေးကပေါ့နော်ဘယ်လိုလဲချစ်ချင်းတရားနဲ့ပတ်သက်ပြီးတော့တစ္ဆာရှိမှုတွေနောက်တစ်ခုကကျတော့ဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့အဖေနဲ့ဒီကောင်လေးနဲ့ဂျားမှာပေါ့နော်အဖေကသဘောမတူတော့အဲ့ဒီဂျားမှာဒီရွှေကြမုံလေးတယောက်ကအဖေနဲ့ကောင်လေးနဲ့ဂျားမှာနည်းနည်းလေးဘယ်လိုပြောမလဲတနာဖို့ကောင်းတယ်ပေါ့ငိုရရဲ့ဇက်ကလေးမင်းသားကလည်းသူ့ဖေမေသေးလို့မင်းသားလည်းငိုရတယ်နောက်တစ်ခါမင်းသားကလည်းဖုန်းကြီးចောင်းသားအဲ့လိုလေးပေါ့ဇက်ကလေးကနည်းနည်းလေးအများကြီးတော့ပြောပြတော့ကြည့်လိုက်ပါရှင်အဲ့လိုသဘောမတူတာတွေကဒါကတော့အဟိုးရင်ကလေးကရှိရပေါ့နော်ဒီလိုအခြေအနေအတိုင်းဝိုင်းတွေမတူလို့ခွဲတာတွေပါပေါ့နော်အခုဒီနေကြနဲ့ရွှေကြမှာဆိုလို့ရှိရင်လေရွှေကြမုံလေးကအဲ့ဒီအတိုင်းဝိုင်းထဲမှာပါဝင်နေပေါ့နော်အနေထားတွေမတူလို့ခွဲခံရတယ်ပေါ့နဲ့ပတ်သက်ပြီးတော့မိဘတွေကဘလောက်ပဲသဘောတူမတူပေါ့အချိန်တန်လို့ရှိရင်အချိန်ကအဖြေပေးသွားမှာပါဆိုတဲ့အတိုင်းပဲပေါ့နော်ကိုကလည်းသူ့ပေါ်မှာတကယ်ချစ်တယ်သူကလည်းကို့ပေါ်မှာတကယ်ချစ်တယ်ဆိုလို့ရှိရင်မိဘတွေဘလောက်ပဲသဘောမတူသည်ဖြစ်ပါစေအချိန်တန်လို့ရှိရင်ဒီနှစ်ယောက်ကပေါင်းဖက်ရမယ့်ကန်ဆာတစ်ပိုင်းပေါင်းဖက်မှာပါမပေါင်းဖက်လို့ကွဲသွားရင်တော့တမျိုးပေါ့နော်မရှိပါဘူးကိုရီးယားတည့်ရွယ်လို့ရင်ခုန်တဲ့ရွယ်မဟုတ်တော့ဘူးအဲ့ရွယ်ကြော်သွားပြီတစ်ပင်ကြိုးကြတော့ရင်မခုန်တော့ဘူးတစ်ပင်ကြိုးကြတော့ဒီတစ်ကဘလောက်ရနိုင်မလဲဆာနော်ကိုယ့်ရဲ့လက်တွဲပေါ်ဆိုလို့ရှိရင်တော့ပေါ့နော်အဓိကလူသားချင်းစာနာတက်စိတ်ရှိရမယ်နောက်တစ်ခုကကျတော့ဂိမ်းဆိုင်မယ်ကျင်နာတက်မယ်ပေါ့ဒါတွေကတော့ main ကလေးတိုင်းကလိုချင်ကြလေနော်အဲ့တော့ခုနပြောလို့လူသားချင်းစာနာတက်စိတ်ရှိရမယ်ပြီးတော့ကိုကလည်းသူ့ချစ်လို့သူကလည်းကိုယ့်ပေါ်မှာချစ်နေရမယ်ပေါ့တန်းတယောက်သစ္စာရှိရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုခံယူထားတဲ့ relationship ဆိုလို့ရှိရင်သူ
သူရောကိုရောနှစ်ယောက်စလုံးပျော်ရွှင်ရတဲ့ relationship တစ်ခုပဲတိဆောက်ချင်တယ်ဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်လည်းသူပြဿနာတွေရှာရစ်အဲ့လိုမျိုးတွေမလုပ်ပဲနဲ့ပေါ့နော်တယောက်တယောက်နားလည်မှုနဲ့ချစ်ချင်းမြတ်တာနဲ့နားလည်မှုနဲ့နောက်တစ်ခါကျတော့ကိုနာသူရှိနေချိန်မှာသူ့လည်းကွာပျော်ရွှင်မှုပေးမယ်နားလည်မှုပေးမယ်ပေါ့နော်အဓိကတယောက်နဲ့တယောက်လက်တွဲသွားပြီဆိုလို့ရှိရင်ဘာပြဿနာမှမရှာဘဲနဲ့နားလည်မှုနဲ့ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်တန်းသွားခြင်းတယ်ဒါပေမဲ့ခုလို့ဆိုတော့တယောက်တည်းပေါ့နော်မူကတော့ခုနပြောလို့ပေါ့နော်ကွာចောင်းသူဆိုတော့လေဇွတ်ចောင်းသူလောက်ရတာပေါ့ဇွတ်ចောင်းသူလောက်အဖြူစိမ့်လေးနဲ့မျက်မှန်လေးနဲ့ခလေးပုံစံလေးပေါ့နော်သူကကျတော့အမေမရှိတော့ဘူးရွှေကြမုံလေးအမေမရှိတော့သူကဖတ်တဆူးလေးပေါ့နော်ဒီအဖေကိုပဲသူကစိုးတာဒီအဖေပဲစိုးဝင်ရှိရဆိုဇလန်းလေးအဲ့လိုဖတ်တဆူးလေးပေါ့နော်ဖခင်တဲ့သားသမီးရဲ့မြစ်တာပေါ့အဖေကလည်းသမီးပေါ်မှာထားတဲ့မြစ်တာလေးပေါ့သမီးကလည်းအဖေပေါ်မှာကလေးပြစိုးတာလေးပေါ့နော်အဲ့လိုခလေးဆန်ဆန်မှုလေးထည့်တယ်အဲ့လိုလေးပေါ့ကွက်တင်ငိမ်သွားပြီဆီယာမဖြစ်သွားပြီဆိုတော့လေအဲ့လိုဒီတက်တက်လေးပေါ့နေကြနဲ့ပြန်ဆောင်တာနေကြနဲ့ပြန်ဆောင်တဲ့အခန်းပြောပြအောင်မယ်တော့အဖေကပြောမှဆိုလို့ရှိရင်တငယ်ချင်းချင်းပေါ့နော်တငယ်ချင်းချင်းသူတို့ကစကားအောင်သူ့သားနဲ့ကိုသမီးနဲ့လက်ထပ်ပေးမယ်ဆိုပြီးသူတို့ပြောထားကြတာကြာလေးကသူကတောက်လျှောက်သူကအဖေအနှိမ်ခံရတဲ့ဘဝလေးကနေသူကနေလာရတာဒါပေမဲ့တစ်ချိန်ကြာတော့မထင်မဖဲဒီနေကြလေးကပေါ့နော်မပြောတော့ပါဘူးအဲ့လိုဇလန်းပြလိုက်ရင်လေသိသွားပါဆိုလို့အဲ့ရနေဆိုအမတ်တရလေးကတော့ရှိရပေါ့နော်အမတ်တရလေးတွေရောခင်မင်မှုတွေရောတန်ရောစင်တွေရောတိုးခဲ့ရတယ်ဒီကားရက်တဲ့အချိန်မှာအခုမှကိုစပြစုံတဲ့လူတွေနဲ့လည်းမိသားစုတစ်ဖွဲရင်းနှီးမှုတွေချခဲ့တယ်ပေါ့နော်လုံးဝချစ်ချင်းမြတ်တာတွေရောအရင်ပြောဖို့ကောင်းပါတယ်နောက်တစ်ခုကဒီကားရက်နေဆိုအမတ်တရတစ်ခုကဘာလဲဆိုတော့ရွှေကြမုံလေးကိုသူ့အဖေကပေါ့နော်သူ့ကောင်လေးနဲ့တွေ့လို့ဆိုပြီးတော့အဖေကချင်းတွေ့တာအဖေကသိသွားပြီအဖေကခေါ်လာတာအိမ်ရောက်တော့ကျတော့ဆုံးမတာသမီးမိုက်တို့ဘာလို့ပြောတာပဲနဲ့ပြောတာပေါ့အဲ့ဒီအချိန်မှာရွှေကြမုံလေးကနေပြီးတော့ငိုယိုပြီးတော့တောင်းပန်တာပေါ့အဖေကိုငိုယိုပြီးတောင်းပန်တဲ့အခါမှာအရန်ကိုကတကယ်ကိုအဖေနဲ့ကိုတကယ်ဖြစ်နေပုံစံခံစားပြီးကိုကငိုရတဲ့အခါကျတော့ဒိုင်ယာလော့တွေကဘယ်လိုလဲမပီတော့ဘူးဝါလာတမီးတို့ချစ်ချင်းကိုမခွဲပါနဲ့ဖေကိုနေကြဖေထင်လို့မဟုတ်ပါဘူးအဲ့လိုဖေမတွေ့နဲ့ဆိုရင်တမီးမတွေ့ပါဘူးအဲ့လိုလေးပြောတာပေါ့နော်ပြောရချင်မှာကိုပြောတာပြောနေစကားလုံးတွေကလုံးအဲ့လိုလေးရောထွေးကုန်ရောတကယ်ကြီးခံစားပြီးတော့ငိုတာဆိုအဲ့ဒါနဲ့အဲ့ဒီခံကိုလာပြီးတော့ကြည့်တဲ့ပြိတ္တတွေကပေါ့နော်အဲ့ဒီပြိတ္တတွေကတမီးလေးတယောက်ကပြောတယ်တဲ့မေရဲ့အဲ့ဒီဦးတို့ပြောလိုက်ပါလားမရိုက်ပါနဲ့တော့လားမမငိုနေတနာပါရဲ့ကိုငိုတာကြည့်ပြီးတော့သူတို့တွေကအရင်အဲ့လိုကြည့်ပြီးသူတို့တနာအဲ့လိုဖြစ်ကြပါတော့ဒါပြောမှဆိုလို့ရှိရင်ရိုက်နေတဲ့ကင်မရာမန်ကအစဘေးနာဆက်ဖွဲ့တွေကအစအဲ့လိုကြည့်ပြီးတော့သူတို့လေရွှေကြမုံလေးကြည့်ပြီးသူတို့အရင်အဲ့လိုဖြစ်တာပေါ့နော်ဘယ်လိုလဲစိတ်မကောင်းဖြစ်ကြပါပေါ့အဲ့လိုတော့အမှတ်တရပါပဲလာကြည့်ပြိတ္တတွေကသမီးလည်းအဲ့လိုပြောတယ်ပေါ့နော်မမကိုစက်မြိုက်ပါနဲ့တော့မမတနာပါငိုနေတာမမတနာပါစက်မြိုက်နဲ့လို့ပြောလိုက်ပါလားအဲ့လိုအဲ့ဒါလေးအမှတ်တရလေးအနည်းဆိုတာကတော့မပြောတတ်သေးဘူးဘာဖြစ်လို့လဲဆိုတော့အခုရိုက်နေတာမပြီးသေးဘူးကြံသေးတယ်အနည်းခင်ဆိုးပိုင်တို့ကိုမင်းသူပါတယ်နောက်ကိုတောင်းဝေတို့လည်းပါသေးတယ်အဲ့တော့အခန်းတွေကမနေ့ပြန်တပတ်ခါရိုက်ဖို့ရှိသေးတယ်အဲ့တော့တကယ်လို့နေကြနဲ့ရွှေကြဆိုပြီးတော့ဇလန်တွဲလေးထွက်လာလို့ရှိရင်အပေးပြပါအောင်လို့ဒီဇလန်နဲ့မှာကအကုန်လုံးကcharacter တစ်ခုချင်းစီမှာတယောက်ချင်းစီဇက်အကြောင်းလေးတွေပါတာဖြစ်တဲ့အတွက်ပေါ့နော်ကြည့်နေရင်လည်းမရိုးသွားစေရပါဘူးလို့တကယ်လို့လိုအပ်တာရှိလို့ရှိရင်လည်းထောက်ပြပေးပါအကြံပေးပါဝေဖန်ပေးပါအောင်လို့